လိုလဲမရဘူးရောင်နေတဲ့တန်လို့နေအောင်ပေါ်ပြီးပေါ်တာတွေလမ်းလို့ခေါ်ပါမီလိုလဲမရဘူးပြတ်တင်ပေါင်းထပ်ထပ်တီးရတာဝစ်ထွေးရောင်နေတဲ့တန်လို့နေအောင်ပေါ်ပြီးပေါ်တာတွေလမ်းလို့ခေါ်ပါမီမရဘူးအဲ့တော့မြင်ရတွေ့ရတာတော့မြင်မတော်တာတော့အမှန်ပဲဗျနော်ကိုကဒေါ်လာဘပဲဖြစ်ဖြစ်တောထွက်ပဲဖြစ်ဖြစ်ရဟန်းတန်ခါဖြစ်သွားပြီဆိုလို့ရှိရင်တော့ရဟန်းတန်ခါဆိုတဲ့ဂုံပုံနဲ့ညီတဲ့ဝင်းနီးတိတ်ခါလေးကိုတော့တတိထားစေချင်တယ်ပေါ့လေနော်ကျွန်တော်နိုင်ငံမှာဘယ်လိုဖြစ်လဲဆိုတော့ဒီလိုတကြံတွင်းကာလတွေဆိုလို့ရှိရင်ဒေါ်လာဘဝစ်ကြတယ်တချို့ကလည်းဇုတ်ကိုကုသိုလ်ရကျင်တော့ရက်ကွက်ထဲမှာရှိတဲ့ချက်ကီဘဲတွေအကုန်လုံးကိုဘလုံးတုံးပြီးတော့ရောအေးရောဆိုပြီးတော့ပစင်းတက်ပေးလိုက်ကြချက်ကီဘဲတွေကလည်းတကြံတွင်းပုံမကြောင်ရင်ပြီးရောဆိုပြီးတော့ဘလုံးတုံးပြီးဖုန်းကြီးဝစ်လိုက်တယ်အဲ့လိုဝစ်လိုက်တော့အချိန်တန်ကျတော့ရက်မတော့တော့ချက်ကီကြောင်လေးကြောင်ပြီးတော့အဲ့မှာဘာသာတောင်းတာညှိုးနှမ်းမာတွေဘာတွေလည်းမသိတော့တင်ဝစ်တွေနဲ့ထပြီးတော့ရှက်ကြောင်ကုန်ကားတဲ့လူကယူတဲ့လူကယူကြောင်တဲ့လူကကြောင်ပြီးတော့ပြဿနာတက်ကြတယ်အဲ့တော့ဘုန်းကြောင်မှာရှိတဲ့ဆရာတော်တွေလည်းနောက်ပိုင်းဆိုလို့ရှိရင်ဒေါ်လာဘဝစ်မယ်ဆိုတဲ့သူတိုင်းကိုလက်မခံသင့်ဘူးလို့ထင်နေဗျဘာဖြစ်လို့ဆိုတော့သူတို့ကတကယ်ကိုရဟန်းတန်ခါဖြစ်ချင်လို့ကုသိုလ်ရချင်လို့သင်္ကန်းစီရမှာမဟုတ်တာဒါတော့ဘုန်းကြောင်မှာဆိုလို့ဘလုံးတုံးပြီးဖုန်းကြီးဝစ်လိုက်ကြတာတချို့တွေကကုသိုလ်ရချင်လို့မဟုတ်ဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့ဘုန်းကြီးကျောင်းမှာသွားပြီးတော့ရှုပ်ထုတ်ပြီးမိုက်တွေပတ်ရှုပ်နေတာတော့တင်ငန်းကြီးတကားကနေကလို့ကတင်ငန်းကြီးတကားကနေရက်တွေခိုးတော့ရက်တွေခိုးဝယ်တော့ညတကြီးလို့ထားပြီးရှက်ကီကြောင်ပြီးထားပြေးလို့လိုက်ဆွဲရတာတွေလည်းတပုံတစ်ခေါင်းနေပဲအဲ့တော့ဒါလေးတွေကိုတော့စစ်စစ်ဆက်ဆက်ကလေးဆရာတော်အနေနဲ့လုံးတင်ပါတယ်အဲ့တော့အလူတကာလူမတွေကကုသိုလ်လိုချင်တာနဲ့တွေ့ကြရလူကောက်ပြီးတော့ရက်သမားမှန်းမသိဘာမှန်းမသိညာမှန်းမသိဘရုံတုံးပြီးရောဘုန်းကြီးဝစ်ပေးတဲ့အစင်လာကြီးကတော့မဖြစ်သင့်တော့ဘူးလို့ထင်ပါတယ်ဘရုံတုံးပြီးတင်ငန်းဝစ်ပေးလက်ယုံနဲ့ရဟန်းတန်ခါတစ်ပါးဖြစ်မသွားပါဘူးအဲ့ဒါလေးကိုတော့ဒီဗီဒီယိုဖိုင်မှာပြောချင်ပါတယ်ဗျဟုတ်ကဲ့ပါဒါလေးလဲဆက်ကြည့်အောင်